အားလုံးပဲမင်္ဂလာပါကျွန်တော်ချန်ကဲFrench tutorial လေးပေါ့ကျွန်တော်လုပ်ပြချင်ပါတယ်เนาะပါတော့ဒါပေါ့เนาะသူအဓိက down လေးပဲသုံးတာပေါ့เนาะ down ပဲ1 and 2 and 3 and 4 and okay เนาะကျွန်တော်အဓိကသူကဘာပါလဲဆိုတော့ဒါ D ပေါ့ D ပါမယ်သူက advanced style ဆိုတော့ကျွန်တော်ကဒီလိုနှစ်ခုပဲတော့ငါးပွက်ရယ်နော်ဒါဒီဒါ B minor တော့ဒီလိုသွားတာကိုဟာနာကမဲသူပါdon't need dreaming of my oh how do can just say that what can live ကဲအဲ့ဒါကျွန်တော်ဟိုစားပေါ့အားလုံး first ပေါ့နော် first part ကိုကျွန်တော်စလုပ်ပြပါမယ်နော်ဒါဒီကိုဒီလိုလေးကြိုင်မယ်ပေါ့နော်ဒါဒီပြီးရင်ဒါကြတော့ကိုဟာနာကမဲသူပါပြီးနောက်တော့တစ်ခွက်လေးထပ်သွားမယ်နော်ပြီးဒီလိုမျိုးလေးဒါပြီးရင်ဒီလက်ကျွယ်လေးကဒီဘက်လေးကိုပဲကစားလိုက်မယ်နော်ဒါလက်ဒီလိုမျိုးလေးပေါ့နော်ပြီးလက်ကျွယ်လေးကစားမယ်2 3 4 1 2 3 4အဲ့ဒါပြီးပါပြီးမိုင်းနဲ့ဆက်သွားမယ်နော်1 2 3 4เนาะပြီးရင် A 2 3 4ပြီးကျွန်တော်ကဥစားပေါ့ draw ဒီလောက်ထားတော့လေ geo ဒီလိုမကင်တော့ဘူးပေါ့เนาะဒါ geo ဒီလိုကင်ရင်လည်းရတယ်ဒါဆိုပုံမှန်ဟို E ကျိုးဆိုရင်တော့ geo ဒီလိုကင်လည်းရပါအဲဒီတော့ဒီလိုပဲကင်ပြလိုက်ပေါ့เนาะအားလုံးလွယ်လွယ်ကူကူလေးဖြစ်သွားအောင်เนาะကဲပြန်စပါမယ်เนาะကိုဟာနာကမဲသူပါဆိုရင် first ကိုရသွားပြီเนาะကဲကျွန်တော်နောက်တစ်ခုကကျွန်တော်ဟိုစားပေါ့ Intra kam ကောင်းအဲ့ဒါကြောင့်သူက minor နဲ့စမယ်ပေါ့เนาะ B minor ကျွန်တော်အဲ့ဒါကိုကျွန်တော် plugin ပုံစံလေးတီးမယ်เนาะ pattern လေးနဲ့တော့ဘယ်လိုမျိုးလဲဆိုဒါ B minor ပေါ့เนาะကျွန်တော်အသေးစိတ်လေးပြပါမယ်